မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မိတ်ဆွေတို့ကိုဒီကြော်ညာပိတ်တဲ့နည်းစနစ်လေးတစ်ခုရယ်နောက်ပြီးတော့ကျွန်တော်တို့မလိုချင်တဲ့ဖုန်းနံပါတ်တွေကိုဖုန်းနံပါတ်အစိမ်းတွေကိုဘလော့လုပ်တဲ့နည်းစနစ်လေးတစ်ခုရယ်ကိုမျှဝေသွားမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော် Friend Live Season လေးထဲမှာမိတ်ဆွေတို့ဝင်ရောက်ကြည့်ရှုပြလို့အကယ်၍မိတ်ဆွေတို့သိလို့တဲ့အကြောင်းအရာလေးများရှိခဲ့ရင်ကျွန်တော်အနေနဲ့ကိုလည်းသိတဲ့အကြောင်းအရာများဖြစ်မှဆိုရင်တော့ကျွန်တော်တို့ပြန်လဲပြီးတော့အကြံဉာဏ်ပြုပေးလို့ရပါတယ်ခင်ဗျာမိတ်ဆွေတို့သိကျင်တဲ့အကြောင်းအရာလေးတွေကို comment ထဲမှာရေးထားခဲ့မယ်ဆိုရင်ကျွန်တော်လည်းတတ်နိုင်သလောက်ပြန်လဲဖြေကြားပေးလို့ရမှာဖြစ်ပါတယ်အခုကတော့ဒီကနေ့ကတော့မိတ်ဆွေတို့ဖုန်းမှာကြော်ညာပိတ်နည်းကိုကျွန်တော်မိတ်ဆွေတို့မျှဝေသွားမှာဖြစ်ပါတယ်ဒါအသုံးလိုတဲ့မိတ်ဆွေများအတွက်အထောက်အကူဖြစ်အောင်ဒီဗီဒီယိုလေးကို share လိုက်ခြင်းဖြစ်ပါတယ်ပြီးတဲ့အခါမှာကျွန်တော်ဆက်ပြီးတော့ဒီဖုန်းနံပါတ်စိမ်းတွေကိုဘယ်လိုပိတ်ရမလဲဆိုတာဆက်ပြောမှာဖြစ်ပါတယ်ခင်ဗျာပထမဦးစွာကျွန်တော်တို့ကြော်ညာပိတ်တဲ့နည်းစနစ်လေးတစ်ခုမိတ်ဆွေတို့မျှဝေမှာဖြစ်ပါတယ်ကျွန်တော်ဖုန်း screen ကိုကြည့်လိုက်ပါခင်ဗျာကျွန်တော်ဖုန်း screen နဲ့ပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါကျွန်တော်လောလောကူကူပဲဒါမိတ်ဆွေတို့ကိုပြသမှာဖြစ်ပါတယ်မိတ်ဆွေတို့ဖုန်းထဲမှာဖုန်း setting ရှိပါတယ် gear icon လေးနဲ့အဲ့ထဲကိုသွားမှာဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ setting နဲ့ဝင်လိုက်ပါဒါကြော်ညာပိန်းလေးဖြစ်ပါတယ်တကယ်မိတ်ဆွေသိလို့တဲ့အကြောင်းအရာလေးများရှိခဲ့ရင်လည်းကျွန်တော် comment ကနေပြီးတော့မေးလို့ရပါတယ်ခင်ဗျာကျွန်တော်သိတဲ့အရာလေးတွေဆိုရင်မိတ်ဆွေတို့ပြန်လည်းပြောပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ကြော်ညာပိတ်တဲ့ဟာကိုအရင်သွားလို့မှာဖြစ်ပါတယ်ဒီနေရာမှာနည်းနည်းဝါးနေတယ်ဆိုရင်မမြင်ရဘူးဆိုရင်မိတ်ဆွေတို့ကျွန်တော်ကို comment မှာပြောပါခင်ဗျာနည်းနည်းလေးတော့ဝါးနေပါတယ်သို့တော်လည်းပဲဒီနေရာမှာ connection sharing အဲ့ထဲကိုဝင်လိုက်ပါခင်ဗျာ connection sharing ဒီမှာနည်းနည်းလေးဝါးနေပါတယ်ဒီ connection sharing နဲ့ဝင်လိုက်ပါကြော်ညာပိန်းကြီးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီမှာ private နည်းနည်းလေးဝါးနေ private DNS ဆိုတာရှိပါတယ်ဒီ private DNS ဒါမိတ်ဆွေမြင်ရလားတော့မသိဘူးခင်ဗျာကျွန်တော်နည်းနည်းလေးမြင်ရအောင်နေရာလေးပြောင်းပြီးမှဖြစ်ပါတယ်ကဲမမြင်ရအောင်ဆိုရင် private DNS ဆိုတဲ့ဟာလေးကိုရှာပါအဲ့ထဲတော့ဝင်လိုက်ပါခင်ဗျာဒီအောက်မှာတော့ကျွန်တော်တို့ auto ဆိုတဲ့နေရာမှာများသောအားဖြင့်ဖြစ်နေလေးရှိပါတယ်ဒါကိုကျွန်တော်တို့ကကြော်ညာပိတ်ရှင်တယ်ဆိုရင်အောက်က private DNS provider host name ဆိုတဲ့နေရာကနေသွားပြီးတော့ပြင်ရမှာဖြစ်ပါတယ်အဲ့ဒီနေရာတွေကိုဝင်လိုက်ပါခင်ဗျာဒီမှာ DNSမိတ်ဆွေတို့တည်ရှားကြည့်ပါခင်ဗျာ dns.ad 8guard.com ဆိုပြီးတော့ရရမှာဖြစ်ပါတယ်ဒါဆိုရင်တော့မိတ်ဆွေတို့ဖုန်းမှာတက်နေတဲ့ကြော်ညာတွေကိုဒါအထိုက်လျောက်ပေးမှာဖြစ်ပါတယ်ဒါကို save လုပ်လိုက်ပါခင်ဗျာဒါကတော့ကြော်ညာပိန်းလေးတစ်ခုဖြစ်ပါတယ်အကယ်၍ဒီကြော်ညာပိန်းလေးနဲ့အဆင်မပြေဘူးဆိုလို့ရှိရင်လည်းပဲအခြားကြော်ညာပိန်းလေးတွေကျွန်တော်တင်ပေးထားတာလည်းရှိပါတယ်ခင်ဗျာဒါတွေကိုလည်းပဲမိတ်ဆွေတို့ဝင်ရောက်ကြည့်ရှုလို့ရပါတယ်ဆက်လက်ပြီးတော့လည်းတင်ပေးဖို့ရှိပါတယ်နောက်တစ်ခါကတော့ကျွန်တော်တို့ဖုန်းနံပါတ်အစိမ်းတွေကိုကျွန်တော်တို့ block လုပ်တဲ့ niche နဲ့လေးတစ်ခုကိုမျှဝေမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဖုန်းမန်နေဂျာကနေသွားမှာဖြစ်ပါတယ်ခင်ဗျာဖုန်းမန်နေဂျာတွေကိုဝင်မယ်အဲ့ထဲကနေပြီးတော့ကျွန်တော်ဖုန်းနံပါတ်အစိမ်းတွေကိုဝင်မလာစေချင်ဘူးဆိုရင်အဲ့ဒါကို block လုပ်မှာဖြစ်ပါတယ်ခင်ဗျာဖုန်းမန်နေဂျာဒီမှာ security လို့ရေးထားတာရှိတယ်အဲ့ထဲကိုဝင်လိုက်ပါဒါပြီးရင်ဒီနေရာမှာတော့ကျွန်တော်တို့ setting ပုံလေးရှိပါတယ် setting ထဲကိုဝင်လိုက်ပါခင်ဗျာ setting ထဲကိုဝင်လိုက်ပါဟုတ်ကဲ့ဒီနေရာမှာအောက်မှာ block link ဆိုတာရှိပါတယ်
မိတ်ဆွေတို့ဖုန်းမှာအဲ့စတင်တဲ့ကိုဝင်ပြီးရင်အဲ့ block lex ဆိုတာကိုတွေ့အောင်ရှာပါ block lex တဲ့ကိုရောက်ပြီဆိုလို့ရှိရင် sync ကနှစ်ခုသုံးတယ်ဆိုပါစို့ဒီမှာဆိုလို့ရှိရင် MyTel ရှိတယ် U9 ရှိတယ် MyTel မှာကျွန်တော်တို့ကနံပါတ်စိမ်းကိုပေးရှင်တယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ call block lex ဆိုတဲ့နေရာလေးကိုဝင်လိုက်ပါဒီနေရာမှာတော့ block or call ဆိုတာရှိပါတယ် block call from stranger ဆိုတာရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့ on ထားပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ဖုန်းနံပါတ်အစိမ်းတွေကိုဒါ block လိုက်ပြီးဖြစ်ပါတယ်ဒါကတော့ဒီ MyTel sync ကအတွက်လောက်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီ U9 sync ကအတွက်ဆိုရင်လည်းအဲ့နေရာကိုဝင်လိုက်ပါအဲ့ဒါဆိုရင်တော့ U9 မပါဘူးပေါ့ U9 ပါခြင်းနဲ့ဒီလိုမျိုးလောက်ထားလို့ရပါတယ်ဒါကတော့ဖုန်းနံပါတ်အစိမ်းတွေကို block လောက်ထားတဲ့ national လေးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့ဒီဗီဒီယိုလေးကိုမျှဝေရပါတယ်တကယ်၍မိတ်ဆွေများအနေနဲ့ပြီးလို့တဲ့အရာလေးတွေရှိမှဆိုရင်လည်းပဲကျွန်တော်ရဲ့ပိတ်မှာမေးလို့ရပါတယ်ခင်ဗျာကျွန်တော်သိသလောက်အကြံဉာဏ်လေးတွေပေးမှဖြစ်ပါတယ် Facebook နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေဆိုရင်လည်းပဲ Facebook နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးကိုကျွန်တော်သိသလောက်မျှဝေပေးမှဖြစ်ပါတယ်ကျွန်တော်လည်းပဲဆရာကြီးတော့လည်းမဟုတ်ပါဘူးခင်ဗျာကိုယ်တိုင်ဝါသနာပါတဲ့အတွက်ကြောင့်မိမိကိုယ်တိုင် self study ကိုဟာနဲ့ကိုလေ့လာပြီးတော့ကျွန်တော်ဒီ content တွေဗီဒီယိုတွေတင်နေခြင်းဖြစ်ပါတယ်လောက်ထားလဲကြပါပြီခင်ဗျာကျွန်တော်ဆိုရင်ငကောကပိတ်6ခု10ခုလောက်ကျွန်တော် run ပြီးတော့လုပ်ခဲ့ပါတယ်အခုကတော့ကျွန်တော်ပိတ်4ခုလောက်ပဲလုပ်နေပါတယ်ခင်ဗျာအခုလက်ရှိဒီကျော်သူနိုင် blog ပိတ်ကလည်းပဲဤပညာလေးတွေကို share ပေးနေတာဖြစ်ပါတယ်မိတ်ဆွေတို့အတွက်အသုံးဝင်မဲ့ content တွေကိုကျွန်တော်တတ်နိုင်သလောက်မျှဝေပေးနေခြင်းဖြစ်ပါတယ်ပိတ်ကလေးကိုလည်းပဲ follow လုပ်ထားဖို့အတွက်တိုက်တွန်းခြင်းပါတယ်ခင်ဗျာဝင်ရောက်ကြည့်ရှုတဲ့မိတ်ဆွေများအားလုံးကိုလည်းပဲအထူးကျေးဇူးတင်ပါတယ်မိတ်ဆွေတို့ရဲ့အခက်အခဲလေးတွေရှိမှဆိုရင်တတ်နိုင်သလောက်ဖြေရှင်းဖို့အတွက်အမြဲကြိုးစားအားထုတ်နေပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်